ဒီကပေါ်တာဆွဲထားတဲ့ဆွဲခံထားလူပါလား မဟုတ်ဘူး စစ်သားတယောက်ဖြစ်ဖို့လွယ်လား မဟုတ်ဘူး သွေးစစ်မယ်စီးစစ်မယ်နော်ကိုလည်းအိမ်ကစုံစုံစစ်မယ်ဟုတ်လားတွင်းလိုက်အပြင်လိုက်ဟုတ်လားယောဂပေါင်းတော့အကုန်စစ်မယ်စစ်သားဖြစ်တာမလား ဟုတ်တယ် ဟုတ်တယ်နော် ဟုတ်တယ် နိုင်ငံတော်ကာကွယ်ခြင်းသိရှိမှဝင်လို့ယူလို့ရတာမလား ဟုတ်တယ်ဟုတ်တယ်မလားအဲ့ဒါပေါ်တာဆွဲထားတယ်တဲ့ ဒါဆွဲရရမှာပါဟုတ်ပါဘူးဝင်လာ နိုင်ငံတော် ကျန်လို့မရဘူး နိုင်ငံချစ်စိတ်နဲ့ဝင်တာဟုတ်တယ်မလား ဟုတ်ပါ ဒါပဲပြောပြလိုက်အောင်သိကျင်တဲ့ကောင်လေနော် အာ ဝိညာဉ်ဝင်ထွက်နေတယ်ထွက်လို့ရမသားရင်မဟုတ်ဘူးလို့ပြောပါလိုက်တာ ဟုတ် โอเค